ကုသိုလ်ဘက်ကတိုးပွားပြီးအကုသိုလ်တွေဆုပ်ယုပ်သွားသလားအကုသိုလ်ဘက်ကတိုးတက်ပြီးကုသိုလ်တွေဆုပ်ယုပ်သလားဆိုတဲ့အဲ့ဒီနှစ်ခုနဲ့ပဲကြည့်ပြီးတော့မြတ်စွာဘုရားဘယ်အလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်သတ်မှတ်တယ်ဒါဟာဘယ်သူပဲဖြစ်ဖြစ်ကိုယ့်ကိုသတ်မှတ်ဖို့ပဲဒီအလုပ်လုပ်နေလို့အကုသိုလ်တွေတိုးပွားပြီးကုသိုလ်တွေရောပါတယ်ဆိုရင်မလုပ်တဲ့အလုပ်လို့သတ်မှတ်ရဒီအလုပ်လုပ်သည့်အတွက်ကြောင့်ကုသိုလ်တွေတိုးပွားပြီးအကုသိုလ်တွေရောပါသွားရင်လုပ်တဲ့အလုပ်ဘာလို့လဲဆိုအဓိကကတော့ကုသိုလ်ဖြစ်ဖို့ကအဓိကကြနော်ကုသိုလ်ဆိုတော့ဘာကြောင့်ဖြစ်ရမှာလဲတမန်အပြင်လူတွေရဲ့ခန္ဓာကိုယ်မှာကြည့်ကြည့်လိုက်လူတွေဟာချမ်းသာခြင်းကြတယ်အသက်ရှင်ခြင်းကြတယ်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်လူတွေရဲ့ဘဝဟာဘာကိုမီးနေရတော့ဆိုရင်စားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့ဆိုတာလို့ဒီချက်၃ချက်ကိုအဓိကထားမိပြီးတော့မကြမ်းမဖြစ်ရင်တော့ဆေးဝါးဆိုတာအသုံးဆွဲကြရတယ်ဒါကိုပဲပစ္စည်းလေးပါခေါ်တာစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းလို့ရှိရင်ဆေးဝါးတတ်စာရှိရအဲ့ဒီ၄ချက်ဟာလူတွေရဲ့ဘဝယက်တိနိုင်တဲ့အကြောင်း၄မျိုးဖြစ်လို့ပစ္စည်း၄ပါးလို့ဟေတုပစ္စယောအာရမဏပစ္စယောမှာသုံးတဲ့ပစ္စည်းလို့ပဲအထောက်ပံ့လို့ဆိုလိုတာပေါ့နော်ဘာအတွက်ထောက်ပံ့တာလို့ဆိုအသက်ရှည်ဖို့အတွက်ထောက်ပံ့အသက်ရှည်ဖို့အတွက်စားစရာမရှိရင်လည်းမဖြစ်ဘူးဝတ်စရာမရှိလည်းမဖြစ်ဘူးနေစရာမရှိရင်လည်းမဖြစ်ဘူးမကြမ်းမာတဲ့အခါမှာဆေးဝါးတတ်စာမရှိရင်လည်းမဖြစ်ဘူးဆိုဒီ၄ခုဟာလူတွေအတွက်သက်ရှင်ဖို့အတွက်အရေးကြီးတဲ့အချက်၄ချက်အဲ့ဒီအရေးကြီးတဲ့အချက်၄ချက်အထောက်ကူပြုတာတွေကိုပစ္စည်း၄ပါးလို့ခေါ်တယ်အဲ့ဒီပစ္စည်း၄ပါးကိုအမိပြုရမှလူဟာချမ်းသာစေတတ်တယ်ဟုတ်ပြီအဲ့ဒီထဲမှာအဓိကအစားဆိုတာကိုကြည့်ချမ်းသာစေတတ်တဲ့အစားအစာရှိတယ်မချမ်းသာစေတတ်တဲ့အစားအစာရှိတယ်အစားကိုအမိပြုပြီးအသက်ရှင်ရတယ်လို့ဆိုပေမဲ့လို့လူရဲ့အစားတိုင်းဟာလူကိုအသက်ရှင်စေတာမဟုတ်ဘူးတချို့အစားအစာတွေကလူကိုအသက်တိုးသွားစေတတ်တယ်ကျန်းမာရေးကိုပြပြစေတတ်တယ်အဲ့တော့ကိုယ်အနေနဲ့ဘာလို့အောင်ကျမ်းမာခြင်းနဲ့အသက်ရှည်ခြင်းနဲ့ဆိုရင်ကျမ်းမာစေတတ်တဲ့အသက်ရှည်စေနိုင်တဲ့အစားအစာမျိုးကိုရွေးချယ်စားသုံးဖို့ကျမ်းမာရေးကိုထိခိုက်မဲ့အစားအစာမျိုးကိုရှောင်ဖို့ဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ထဲမှာလည်းပဲကုသိုလ်ဆိုတာသက်ရှိကိုကျမ်းမာဖို့လို့ဆိုတဲ့အဓိပ္ပာယ်ပဲကုသလဆိုတာအာရောချလို့အဓိပ္ပာယ်ရတယ်ကုသလကုသိုလ်ဆိုတာအာရောချကျမ်းမာမှုဆိုတဲ့အဓိပ္ပာယ်နဲ့လည်းဖွင့်ဆိုတယ်ဒါကြောင့်မို့စိတ်ကျမ်းမာမှုအတွက်ကုသိုလ်ရတဲ့အလုပ်သိအရေးကြီးတယ်ပေါ့ကုသိုလ်မရဘူးဆိုရင်မကျမ်းမာဘူးလို့ခေါ်လို့ရတယ်စိတ်ဓာတ်ရေးရနဲ့ပတ်သက်လာလူတွေကလောဘတွေဒေါသတွေမောဟတွေနဲ့အရာထဲမှာနေကြထိုင်ကြရှာကြဖွေကြတယ်စိတ်ယောဂရနေတယ်လို့ပဲခေါ်တယ်နော်ကုသိုလ်ကောင်းမှုဖြစ်လာပြီဆိုတဲ့အချိန်လေးမှာစိတ်ကျမ်းမာတယ်လို့ခေါ်လို့ရတယ်ဒါကြောင့်မို့လို့ကုသိုလ်လုပ်တယ်ဆိုတာစိတ်ကျမ်းမာစိတ်ထဲမှာကျမ်းမာစေတတ်တဲ့အရာတစ်ခုအကုသိုလ်ဖြစ်တယ်ဆိုတာစိတ်ရဲ့ကျမ်းမာရေးထိခိုက်မှုလို့ဒီလိုပြောတယ်ဒါကြောင့်မို့ဘဝတစ်ခုဖြစ်လာတဲ့အခါမှာကုသိုလ်ရဖို့ကိုဥတည်ပြီးတော့ဆောင်ရွက်လုပ်ခံကြရတယ်ဒါကြောင့်မို့ကုသိုလ်ရတဲ့အလုပ်ဆိုရင်ဘယ်အလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်လို့သတ်မှတ်ရမှာပဲဖြစ်တယ်အကုသိုလ်ဖြစ်တဲ့အလုပ်ဆိုရင်ဘယ်အလုပ်ပဲဖြစ်ဖြစ်မကောင်းတဲ့အလုပ်လို့သတ်မှတ်ရမယ်အဲ့ဒီ12ခုနဲ့သတ်မှတ်ပြီးမြတ်စွာဘုရားဆုံးမပေးတာကိုယ့်ဘဝမှာလက်တွေ့အဲ့ဒီတိုင်းနေဖို့လိုတယ်အယောင်းဝယ်ပစ္စည်းတစ်ခုလုပ်တယ်ဒီပစ္စည်းကိုရောင်းဝယ်နေသည့်အတွက်ကြောင့်ကိုယ်မှာအကုသိုလ်တွေတောင်းနေတယ်ဆိုမရောင်းနိုင်ဘူးနေ့စဉ်နဲ့ညအကုသိုလ်တွေဖြစ်နေမယ်ဆိုရင်ဒီပစ္စည်းကဘာလို့လဲဆိုထားခဲ့ရမှာလေတနေ့ကျထားခဲ့ရအဲ့ဒီပစ္စည်းကိုအကြောင်းပြုပြီးတော့နေ့စဉ်နဲ့ညအကုသိုလ်တွေသာဖြစ်နေမယ်ဆိုရင်ဆုံးရှုံးတယ်နစ်နာတယ်ငွေကြေးဟာတန်ဖိုးမဟုတ်ဘူးငွေကြေးကတန်ဖိုးမဟုတ်ဘူးတခဏလေးအတွင်းလောကလူတွေရဲ့ပိုင်ဆိုင်မှုဆိုတာမျက်စိလေးနှလုံးမှာမှိတ်ခင်မဲ့ပိုင်ကြတာ
ရှာဓုဆိုတာလည်းမျက်စိလေးနှလုံးမပိတ်ခင်ပဲပိုင်ဆိုင်မှုဆိုတာလည်းမျက်စိလေးနှလုံးမပိတ်ခင်လေးပိတ်သွားတာနဲ့တပြိုင်နက်အကုန်လုံးကိုဟာဆုံးရှုံးသွားပြီသာမှတ်ပေးတာတခုမှကိုပိုင်တာမရှိတော့ဘူးနော်ကိုပိုင်တာမရှိတော့အဲ့ဒီသဘောကိုဆင်ញင်စဉ်းစားကြည့်အဲ့တော့မပိုင်ဆိုင်တဲ့ပစ္စည်းတွေအတွက်အကုသိုလ်မဖြစ်စေရဘူးမြတ်စွာဘုရားရဲ့အဆုံးအမအဲ့ဒါပဲနော်တပ္ပပပတ္တအာကရဏံကုသလတုပတံပရာဆိုတဲ့ဘုရားစုစုပွင့်တော်မူတာအဓိကဆုံးမတာဒါပဲဒီဟာနှစ်ခုဟာအရေးကြီးဆုံးပဲလို့စံအနေနဲ့သတ်မှတ်ထားမြတ်စွာဘုရားဟောသမျှတရားတော်တွေလိုက်ကြည့်လိုက်မယ်ဆိုရင်ကုသိုလ်ဖြစ်ဖို့နဲ့အကုသိုလ်တွေဖယ်နိုင်ဖို့ဒါအဓိကပဲလို့အဲ့တော့အစာအစာသည်ကျမ်းမာစေရတဲ့အစာရှိသလိုစိတ်ရဲ့ကျမ်းမာမှုဆိုတာကုသိုလ်ပဲဖြစ်တယ်အစာအစာသည်မကျမ်းမာမှုကိုဖြစ်စေတတ်တဲ့အစာရှိသလိုပဲအကုသိုလ်တွေဟာစိတ်ရဲ့မကျမ်းမာမှုတွေပဲလို့ဒီလိုနှလုံးသွင်းထားပြီးတော့ကိုလုပ်တဲ့အလုပ်တွေဟာကုသိုလ်များများရအောင်စိတ်ကိုစောင့်တည်ပြီးတော့ကြိုးစားအထောက်ရမယ်ဒါတစ်ခုတန်ခဗတ္တဆွမ်းစားကြောင်းလို့ခုဆောက်လုပ်လှူဒန်းတယ်တန်ခဗတ္တဆိုတာတန်ဃာတော်များဆွမ်းဖုံးပေးရာဌာနလို့အဓိပ္ပာယ်ရတယ်တနည်းအားဖြင့်တန်ဃာတော်များကိုဆွမ်းဆက်ကပ်လှူဒန်းရာဌာနလို့လည်းအဓိပ္ပာယ်ရတယ်နော်တရားဓမ္မတွေရဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်တန်ဃာတော်များအားဆွမ်းဆက်ကပ်ရန်ဌာနသည်တန်ခဗတ္တတန်ဃာတော်ဒီဘက်ကကြည့်မယ်ဆိုရင်တန်ဃာတော်များဆွမ်းဖုံးပေးရာဌာနသည်တန်ခဗတ္တလို့အဲ့ဒီအဓိပ္ပာယ်နဲ့တန်ခဗတ္တဆွမ်းစားကြအောင်ဆိုတာလူတွေအဲ့တော့စာအာဟာရဆိုတာတန်ဃာတွေဟာနေ့စဉ်နဲ့အမျှဖះကစပြီးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နေ့စဉ်နဲ့အမျှအာဟာရနဲ့ကင်းပြီးတော့အသက်ရှင်နိုင်စွာမရှိကြဘူးဒါကြောင့်မလို့နေ့စဉ်နဲ့အမျှဒီအစာအာဟာရကိုဖုံးပေးသုံးဆောင်ကြရတယ်အဲ့လိုဖုံးပေးသုံးဆောင်ကြရတဲ့အခါမှာလေဘူးနေဘူးဆိုတာတွေလည်းကင်းတယ်ရာသီဥတုရဲ့တန်တွေအေးတဲ့တန်ပူတဲ့တန်ဆိုတာတွေလည်းကင်းတယ်လုံခြုံစိတ်ချစွာချမ်းချမ်းသာသာနဲ့တရားနှလုံးသွင်းပြီးဆွမ်းစားနိုင်တဲ့အနေအထားတစ်ခုရောက်ရှိအောင်အစာအုပ်တစ်ခုကိုဆောက်လုပ်လှူဒါန်းရတယ်ဆိုတာစဉ်းစားကြည့်မြတ်စွာဘုရားကဒါနကိုဟောတဲ့အတိုင်းအခါတိုင်းပဲအလှကပုဂ္ဂိုလ်တွေပေါ်မှာဘယ်လိုအကျိုးဖြစ်ထွန်းသွားသလဲဆိုတဲ့အပေါ်မှာရည်ရွယ်ပြီးတော့အကျိုးကိုဟောလို့ရှိတယ်အဲ့ဒီအကျိုးကိုသိပြီးတော့လှူဒန်းကြတာဟောဘယ်ရာပဲဖြစ်ဖြစ်ကိုလိုရကတစ်ဖက်သားပေါ်မှာအကျိုးတက်ရောက်မှုကိုဖြစ်စေတယ်ဆိုပါတော့နေဘူးတဲ့ထွက်လို့ထိဆောင်ပေးတယ်ဆိုတာအရေးပေးတယ်သူ့ရဲ့အကျိုးဆက်ကဘာတော့ထိဆောင်ခံရတဲ့ပုဂ္ဂိုလ်ဟာနေမပူဘူးနေမပူတော့စိတ်အေးချမ်းသာစွာသွားနိုင်တယ်ဟောဒါအကျိုးဖဏတ်လှူတယ်နေဘူးထဲမှာဖဏတ်စီးသွားလို့ရှိရင်ပူလောင်မှုမခံရဘူးအောက်ကခလုတ်ကကျင်းဒါတွေကြောင့်ခြေတော့နာတာမရှိတော့ဘူးအဲ့ဒီအကျိုးတွေအလှကပုဂ္ဂိုလ်ကချက်ချင်းရသွားတယ်ကိုလှူလိုက်တဲ့ဟာကြောင့်အဲ့ဒီရသွားတဲ့အကျိုးကျေးဇူးသည်အလှကပုဂ္ဂိုလ်အတွက်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးတွေကြီးပဲအကုန်လုံးနော်လှူတဲ့အလှရှင်တွေဟာဒီအလှကပုဂ္ဂိုလ်ရသွားတဲ့အကျိုးတိုင်းပဲသူကအစာပေါင်းများစွာဒီအကျိုးမျိုးတွေထပ်တူညီမြစနေတိတရိတံပါကံလို့ဆိုတဲ့စကားကအဓိကကတော့သံဃုတ္တတွေကိုရည်ညွှန်းပြောတာဖြစ်တော်လဲပဲကံရဲ့တဘာဝတရားသည်တူညီတဲ့အကျိုးပေးတယ်ဆိုတာစင်စင်တူညီတဲ့အကျိုးပေးတယ်ဆိုတာဘာနဲ့ဟောထားတော့ဆိုယာတိတံဝပတိဖိစံတာရိတံဟရတိဖလံတယစိဆိုင်ရင်တည်းပင်ပေါက်တယ်ဓမ္မစိဆိုင်ရင်ဓမ္မပင်ပေါက်တယ်ဆိုတာတူညီတဲ့အကျိုးဒီလိုပြောတာနော်ကိုလှုပ်တဲ့လှုပ်ရက်ကအလှကံပုဂ္ဂိုလ်ပေါ်မှာဘလို့အကျိုးပြုတယ်လဲဆိုတဲ့အပေါ်မှာအမိပြုပြီးတော့ကိုရရှိတဲ့အကျိုးဟာဘာလဲလို့စဉ်းစားလို့ရတယ်တခြားတွေမတွေးလိမ့်နဲ့နော်အကျယ်ချဲ့ပြီးဟောတာတွေတော့ရှိကြတယ်ရှင်းရှင်းလေးကတော့အဲ့ဒါပဲကိုလုံးလိုက်လို့တစ်ဖက်သားဘာတွေအကျိုးဖြစ်ထွန်းသွားတယ်လဲအဲ့ဒီအကျိုးဖြစ်ထွန်းသွားမှုဒီကိုယ့်အတွက်အကျိုးဖြစ်ထွန်းမှာပဲဒီလိုဆိုလို့သို့တော့ဒီ
ဒါနကောင်းမှုလှုပ်တိုင်းဟာဒါနရဲ့အကျိုးတရားကိုမြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတာရှိတယ်ကာမဏိတန်ယုတ်ဒီကုလတုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဟောထုံးဆိုလောကမှာတဲ့ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေသူများတဲ့ပတ်စံတွေပိုရှိကြတယ်သူများတဲ့နေစရာတွေပိုကောင်းကြတယ်သူများတဲ့ဝတ်စရာတွေစားစရာတွေပိုကောင်းကြတယ်ပစ္စည်းဥစ္စာစိတ်ရွှေရတနာတွေဝတ်နိုင်ကြဆင်နိုင်ကြတယ်အဲ့ဒီလိုရရှိလာတာဟာဘာကြောင့်လဲလို့ရသော်ဗျာတမန်လူတွေကတော့ပြောတယ်ကိုယ့်အကိုကြိုးစားရှာထားလို့ရတာလို့ပြောမှာနော်ကိုကြိုးစားလို့ကိုရတာမှန်ပါတယ်ကြိုးစားလို့ရတယ်ဆိုတော့လည်းဟုတ်တယ်ဒါကတက္ကန္တလုံးလဝိရိယကြောင့်ရတယ်သို့တော့မြတ်စွာဘုရားကကြိုးစားလို့ရတယ်ဆိုတာကိုထည့်မပြောတော့ဘူးဘာပြောတော့ဆိုဒါနတံပူတာနိဘောဂာနိတဲ့လူတွေရရှိထားတဲ့ဒီသုံးဆောင်ပွဲတွေစိစိမ်ဥစ္စာတွေဆိုတာတဲ့ဒါနကုသိုလ်ရဲ့အကျိုးတွေပါဒါပို့ပြီးတော့စစ်မှန်တယ်တမန်အဖြစ်ကြည့်မယ်ဆိုရင်ကိုကြိုးစားရှာလို့ကိုရတယ်ဆိုမဟုတ်ဘူးလားဆိုဟုတ်တယ်ဟုတ်တယ်သလားဟုတ်တယ်ဒါပေမဲ့လို့ရှာတဲ့လူတိုင်းရသလားလို့စဉ်းစားကြည့်လိုက်ကိုယ့်တဲ့တောင်ကြိုးစားဘူးနေဘူးမရှောင်မိုးရောမရှောင်နော်အပင်မဆင်းရဲခံပြီးတော့ရှားနေတဲ့လူတွေအများကြီးရှိတယ်လေရှာတဲ့လူတိုင်းရသလားလို့ဆိုမရဘူးမရတဲ့လူကများရှာတဲ့လူတွေမရသွားကြည့်လိုက်ဖို့ဖားကမ်းမှာရေမဆေးကြောက်ရှာနေတဲ့လူတွေအများကြီးဘယ်နှယောက်ရသွားမရဘဲနဲ့အသက်ဆုံးသွားတဲ့လူတွေအများကြီးပဲဂျာနယ်တွေကခဏခဏကြာရှာတိုင်းရလားဆိုမရဘူးဝိရိယနေမအာညာမနာစူးစမ်းလှုပ်တိုင်းရလားဆိုမရဘူးဒါဖြင့်စီကောဥစ္စာတိုးတက်ပြီးချမ်းသာလာတဲ့လူတွေဟာစူးစမ်းလို့ရတာလားလို့ဆိုဘုရားအဲ့ဒီအဖြေမထုတ်ဘူးဘာထုတ်လဲဒါနတံပူတာနိဘောဂာနိသူဒါနကောင်းမှုလုပ်ခဲ့တဲ့ရဲ့အကျိုးဆက်ကိုရတာတဲ့ဒါလုံးဝယုတ်တိသဘာဝကျတယ်နော် logical ဖြစ်တယ်တကယ်ကိုကြိုးကြောင်းစီလျော်တယ်လို့ဆိုရသစ္စာတံပူတာနိဘောဂာနိတယ်ဘယ်တော့ဖြစ်မလိမ့်တတ်ဘူးအမှန်တိုင်းပြောရတယ်တာမေညပူတာနိဘောဂာနိကိုချင်းတရားကောင်းကြတယ်ဟောလူတန်းပေးကမ်းမှုရှိတယ်ဒီဂရိတီးတယ်ကိုချင်းတရားကောင်းတယ်ဆိုတဲ့ဒီကုသိုလ်တွေရဲ့အကျိုးဆက်ကြောင့်လူတွေဟာချမ်းသာကြွယ်ဝကြတာလို့ဒီလိုပြောတယ်ဒါဟာလုံးဝအရင်မြစ်ကြတဲ့မြတ်စွာဘုရားရဲ့ဒီစီးပွားချမ်းသာတိုးတက်ခြင်းရဲ့အကြောင်းတစ်ခုကိုဖော်ပြတာဖြစ်တယ်နော်တရားကောင်းမှုလုပ်ထားတဲ့ပုဂ္ဂိုလ်တွေကကြည်စဉ်းစားကြည့်အောင်နောက်တစ်ခုကိုရှာလို့ကိုရတာလို့ပြောကောင်းပြောကြလိုက်မယ်သို့တော့မရှာဘဲနဲ့ရတဲ့လူတွေမရှိဘူးလားဆိုရှိတယ်လေတထေးသာသမီသွားဖြစ်တဲ့လူကရှာမမရှာတာသူမရှာဘဲနဲ့မိဘရှာထားတာရတာပဲလေသူဗေဒယတိဖျားလောင်သူဗေဒတို့ဆိုလို့ရှိရင်ဘိုးဘွားမိဘလက်ထက်ကတည်းကသုံးဆွဲမကုန်အောင်ယရနာစိန်တိုက်တွေရွှေငွေဘန္နာတိုက်တွေအပြည့်ရှိတယ်သူမိဘလက်ထက်ထီအောင်ရှာပွေးလာတဲ့ပစ္စည်းတွေဟာဘိုးဘွားမိဘတွေလက်ထက်ကဟာကိုမသုံးရဘူးစင်းရင်နဲ့ကိုလက်ထက်မှာကိုရှာကြတာသူဟာနောက်ဆုံးမှာမိဘနှစ်ပါးမျက်စိမှိတ်သွားတဲ့အခါမှာသူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုထုတ်ပြတဲ့အခါမှာဆွေ80မျိုး80ကရှာထားတဲ့အတိုင်းစရင်မှတ်ထားတာတွေကုန်ရှိတယ်အဲ့ဒါတွေပြတဲ့အခါမှာသူဘာစဉ်းစားတော့အေးဒီပစ္စည်းဥစ္စာတွေတော့ကြံရင်တယ်ရှာသွားတဲ့ပုဂ္ဂိုလ်တွေတယောက်မှမရှိဘူးဒီပစ္စည်းဥစ္စာတွေကိုသူတို့ယူမသွားကြဘူးငါတော့ယူသွားမယ်ဆိုတဲ့အတွေ့တွေးတာနော်အဲ့တော့ယူသွားမယ်ဆိုတာဘယ်ပုံပဲနည်းနဲ့ယူလို့ရတယ်လဲနောက်မောဆိုတာဒီတိုင်းလက်ထဲမှာထည့်ပြီးယူသွားလို့ကတော့မရဘူးနော်မျက်စိမှိတ်လို့ရှိရင်အကုန်ချွတ်ယူလိုက်ကြမှာဘယ်သူမှထားမှာမဟုတ်နာပန်းထားတဲ့ငကလည်းဖြုတ်လိုက်မှာပဲဟိုရင်တော့ကြားဘူးတယ်ပါဇက်ထဲရွှေသွားဆိုင်ရင်တောင်မှချွတ်ယူတယ်လို့ကြားဘူးတယ်အဲ့တော့ဘာမှကိုယူလို့ကတော့ရမှာမဟုတ်ဘူးအဲ့တော့ယူပုံယူနည်းကဘာလို့ဆိုလှူဒန်းပေးကမ်းခြင်းဆိုတဲ့ဒါနကောင်းမှုနဲ့ယူသွားတာအဲ့ဒီကြတော့အစာပေါင်းများစွာသူရသွားတယ်ထိတယ်မကရတာနော်ထိတယ်မကရတယ်အေးကိုချင်းတရားဆိုတဲ့တာမင်ည
အမှန်စကားလို့ဆိုတဲ့သစ္စာဒါနလို့ဆိုတဲ့စွန့်ကြဲပေးကံလှူဒန်းမှုဆိုတဲ့ဒီကုသိုလ်၃ရပ်ဟာလူတိုင်းမလွဲမသွေအရေးတကြီးရှိနေဖို့လိုအပ်တယ်ဘဝတစ်ခုရထားတဲ့အချိန်မှာဒါနဆိုတဲ့ကုသိုလ်ကောင်းမှုသစ္စာဆိုတဲ့ဂရိတီမှုတာမညာဆိုတဲ့ကိုချင်းတရားကောင်းမှုမြတ်စွာဘုရားကဒီသုတ်တံမှာအဲ့လိုဟောထားတာနော်တပ္ပာနိတာနိလူတွေပိုင်ဆိုင်တဲ့ချမ်းသာကြွယ်ဝတဲ့ပစ္စည်းဥစ္စာမှန်သမျှသည်တဲ့ဒါနတမ္မုတာနိဒါနကြောင့်ဖြစ်လာကြတာဖြစ်တယ်သစ္စာတမ္မုတာနိဂရိတီခဲ့ကြလို့ဖြစ်လာတာဖြစ်တယ်တာမညတမ္မုတာနိကိုချင်းသီလကြောင့်ရရှိလာကြတာဖြစ်တယ်အဲ့ဒါကိုလုံးဝယုံကြည်ထားဖို့လိုအပ်တယ်နော်ယုံကြည်မှလိုက်နာဆောင်ရွက်မှုလုပ်တာယုံကြည်တယ်ဆိုတာဒါကြောင့်ဖြစ်တယ်လို့လက်ခံယုံကြည်ဖို့ကအမြဲတမ်းအရေးကြီးတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘူးငါရှာလို့ရတာလို့ဆိုတဲ့အတွေးနဲ့နေမယ်ဆိုလို့ရှိရင်ရှာဖို့ပဲကြိုးစားမှာပဲသူကနော်အဲ့တော့လောကကြီးရဲ့အနေအထားတစ်ခုကိုကြည့်လိုက်မယ်ဆိုရင်ဒါနကြောင့်ရတယ်ဆိုတာလည်းမတန်ထင်ရှားတယ်သီလကြောင့်ရတယ်ဆိုတာလည်းမတန်ထင်ရှားတယ်ဂတိတီမှုသစ္စာရှိမှုကြောင့်ရတယ်ဆိုတာလည်းမတန်မှထင်ရှားလောကမှာကြီးပွားတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီကုသိုလ်ကောင်းမှုတွေကြောင့်ဖြစ်တယ်ဆိုတာအလွန်ထင်ရှားတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဧဝံဇာတေနမစ္စေနကတ္တဗံကုသလံဘဟုဘဝမှာမွေးဖွားလာရင်တော့ကုသိုလ်ကိုများများလုပ်မိအောင်ကြိုးစားပါလို့အဲ့တော့ကုသိုလ်လို့ဆိုလိုက်တာနဲ့တွက်ချလိုက်ပဲငါတို့ကကြောင်းကြီးကြီးလည်းမဆောင်နိုင်ဘူးနော်ကြောင်းကြီးကြီးလည်းမဆောင်နိုင်ဘူးငွေကြီးလည်းမတတ်နိုင်ဘူးကုသိုလ်လုပ်ဖို့ဘယ်လိုလုပ်မလို့လို့စဉ်းစားကောင်းစဉ်းစားကုသိုလ်ဆိုတာပိုက်ဆံမကုန်မဲရတဲ့ကုသိုလ်တွေအများကြီးပဲနော်ကုသိုလ်တွေကကုသိုလ်တိုင်းဒါနကုသိုလ်ဆိုတာပိုက်ဆံကုန်မှဖြစ်တာလည်းမဟုတ်ဘူးကိုနေစဉ်စားတဲ့ထဲကတလုံးတစ်စုပ်တန်ခါဆွမ်းလောင်းမယ်ဆိုရင်ဒါကုသိုလ်ဖြစ်ပြီနော်အေးအစင်မသိလို့တန်ခါနဲ့မတွေ့ဘူးကိုယ့်ရဲ့အချိန်မှအလတ်မှုကြောင့်ဆိုရင်မနေ့အိယာထကိုစားတဲ့ဓမဲပကံတွေကတစွန်းတယောက်မှမြတ်စွာဘုရားကိုဆွမ်းကတ်လိုက်မယ်ဒါနကုသိုလ်ပန်းစီမင်းရေချမ်းလှူဒန်းမယ်ဒါနကုသိုလ်ဖြစ်တယ်သွားရင်လာရင်ဆွမ်းခံတန်ခါတော်တွေ့တယ်လှူလိုက်တယ်ဒါနကုသိုလ်ဖြစ်တယ်အပန်းမကြီးတဲ့ဒါနကုသိုလ်တွေပဲဒါတွေကနော်အဲ့ဒါလေဒါနကုသိုလ်ဖြစ်တာပဲဒါနကုသိုလ်တွေအများကြီးဖြစ်နိုင်တယ်ရင်လှူတယ်ဆိုရင်အေးဖဏတ်တရံလှူရင်လေဒါရင်လှူတာနဲ့တူတယ်ပဲဒါနကုသိုလ်ဖြစ်တယ်စီမီလှူတယ်ရင်လှူတယ်အဝတ်လှူတယ်ဒါနကုသိုလ်တွေဟာလွယ်ကူကူနဲ့ကိုယ့်ဘက်ကဖြစ်နိုင်စွမ်းရှိတယ်ပေါ့နောက်သီလကုသိုလ်ဆိုတာကြတော့ကုန်ကြစိတ်မရှိတော့သီလကုသိုလ်ဆိုတာဟာဒါနတဲ့ပို့ပြီးတော့မြင့်မြတ်သွားတယ်သူများအသက်မတတ်ပါဘူးလို့ရှောင်ကျဉ်လိုက်ခြင်းဟာကိုယ့်အတွက်မဟုတ်ဘူးကိုယ့်လက်ချက်နဲ့ဘယ်သူမှဒုက္ခမရောက်ဘူးမရောက်စေဘူးဆိုတာဟာဘလောက်မွန်မြတ်တဲ့အလုပ်လဲနော်အများအတွက်အကျိုးဖြစ်ထွန်းတဲ့ကြီးမားတဲ့ပရဟိတအလုပ်တစ်ခုလောကလူတွေကသီလဆောက်တည်တာကိုပရဟိတလို့တော့မသိကြဘူးမြတ်စွာဘုရားကဒါကိုပရဟိတနော်ကိုသီလဆောက်တည်လိုက်တာစဉ်းစားကြည့်ကိုတတ်ခြင်းမှရှောင်တာမှမဟုတ်တာတရားတွေကိုတတ်ဖြတ်ခြင်းမှရှောင်ခြင်းတယ်ဆိုတော့ကိုယ်အကြောင်းပြုပြီးတရားတွေအန္တရာယ်ကင်းသွားတယ်လေဒါကြောင့်မို့သီလဟာပရဟိတဒါနနဲ့ပြောမယ်ဆိုရင်မဟာဒါနလို့ခေါ်တယ်အခါအာရိဏဒါနသူများပစ္စည်းကိုမတရားမယူဘူးဆိုကြတဲ့အဲ့ဒီပုဂ္ဂိုလ်ကိုစိတ်ချမ်းသာမှုပေးလိုက်တာပဲဒါလည်းဒါကြောင့်မို့ဘုရားမဟာဒါနလို့ခေါ်တယ်သူများကိုထိခိုက်မှုတွေရှောင်လိုက်တာကာမေတုမေသာသရမုတဝါရသူရမေတွေအားလုံးဟာတစ်ဖက်သားကိုထိခိုက်မှုကရှောင်တဲ့သီလတွေဟာကိုအနေနဲ့ကဒီအပြင်ဘက်ကပစ္စည်းတပြားတစ်ချက်မှလှူတာမဟုတ်ပေမဲ့လို့သူတို့ကိုအဘယဒါနကိုယ့်ရဲ့လက်နဲ့ဒုက္ခမရောက်စေဘူးချမ်းသာမှုအလှူကိုလှူတာပဲဒါကိုလည်းအဲ့ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင်ကိုကသူတို့ကိုချမ်းသာမှုပေးလိုက်တာဖြစ်တယ်ဟောသီလကုသိုလ်ကြတော့ဒါနကုသိုလ်တွေပို့ပြီးတော့မြတ်တယ်ဘာကြောင့်မြတ်တုံးဆိုရင်သီလလူဘဝရောက်လာရင်ကိုကြည့်လေတချို့ကဒါနတော့ရှိတယ်သီလမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုဖြစ်လဲဒါနရှိသည့်အတွက်ကြောင့်တထေးအိမ်တော်လူဖြစ်ပါရဲ့
တီလာမရှိခဲ့သည့်အတွက်ကြောင့်ယောဂတွေထူပြောတယ်ငယ်ငယ်ရွယ်နဲ့သိတယ်ဟာငယ်ငယ်ရွယ်နဲ့သိသွားတယ်အဲ့ဒါတီလာမရှိခဲ့လို့ဖြစ်တယ်အဲ့တော့တီလာရှိတဲ့ပုဂ္ဂိုလ်ကဒါကိုအသက်ရှိတယ်ဆိုရင်ဟောတီလာကောင်းလိုက်တာနဲ့ပြောကြတယ်လေတီလာရှိမှလူဘဝရလာတဲ့ဒါနရဲ့အကျိုးအပြည့်အဝခံစားလို့ရတယ်ဒါကြောင့်မို့တီလာဆိုတဲ့ကုသိုလ်ကပို့ပြီးတော့မွန်မြတ်ပြန်တယ်ပေါ့ဒါနနဲ့တီလာကိုအတိုင်းအတာတစ်ခုရလုပ်မယ်ဆိုရင်လူချမ်းသာကိုရတယ်တဲ့ထက်ထက်မြက်မြက်ဒီထိတ်တန်းချလုပ်မယ်ဆိုလို့ရှိရင်စတုမာရနတ်ပြည်ရောက်တယ်အဲ့ဒီတဲ့ပို့ပြီးတော့ထက်ထက်မြက်မြက်လုပ်ရင်တာဝရိန္ဒနတ်ပြည်ရောက်တယ်ကဲကြည့်စတုမာရနတ်ဘုံပဲကြည့်အောင်လူပြည်အနှစ်90မှာသူကတရက်ဖက်ရှိသေးတယ်တာဝရိန္ဒနတ်ပြည်ကြတော့လူပြည်မှာအနှစ်100မှာသူကတရက်ဖက်ရှိသေးတယ်အဲ့တော့သူတို့အနေနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားပွင့်သွားတာအခုဖျားပြိဋိဘံဆန်းသွားတာနှစ်ပေါင်း2500ဆိုသူတို့မှာရက်25ရက်လောက်ဖက်ရှိသေးတာခဏလေးရှိသေးတယ်လေဘလောက်မှမကြသေးဘူးအဲ့တော့လူပြည်အနှစ်100နဲ့တွဲလိုက်လို့ရှိရင်သူတို့မှာဘလောက်မှမကြသေးတယ်ဘာကြောင့်လဲအသက်တန်းတွေဟာဒါရှည်သွားအဲ့ဒါဘု து ရဲ့အကျိုးတော့ဆိုဒါနသီလရဲ့အကျိုးပဲဘာဝနာမပါဘူးနဲ့ချမ်းသာရတာဒါနသီလအကျိုးနဲ့ရတာအဲ့တော့ဒါနသီလပြည့်ပြည့်ဝလုံးမယ်ဆိုလို့ရှိရင်တက်တန်းနေရှိကြပြီးချမ်းသာဒုက္ခကြီးမားတဲ့နတ်ပြည်6ထပ်ကိုရတယ်ဒါကဒီမြတ်စွာဘုရားကလည်းဒါနသီလရဲ့အကျိုးကျေးဇူးဆိုတာဒီလိုခေါ်တာပဲဒါနကထာပြီးတက္ကကထာဟောတယ်ဆိုတာသီလကထာဒါနကထာသီလကထာနှစ်ခုဟောပြီးရင်တက္ကကထာနတ်ပြည်ရောက်နိုင်တယ်ဒီအကျိုးကျေးဇူးကိုဟောတာလူတွေကြတော့အခုမွေသိမ့်မကြဘူးနှစ်တရာပြည့်အောင်နေရတဲ့လူတော်ရှားတယ်လေနှစ်တရာမှာတာဝရိန္ဒတရက်ပြောမယ်ဆိုရင်တာဝရိန္ဒရဲ့နတ်သက်တရက်တောင်မနေရအနှစ်တရာအသက်တရာရှည်တဲ့ပုဂ္ဂိုလ်မှာတရက်ပဲနေရတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်စတုမာရနတ်ပြည်မှာဆိုရင်အေးအသက်တရာရှည်တဲ့လူက2ရက်ပဲနေလေရတယ်လို့ပြောရမှာပဲသူ့အသက်က2ရက်ပဲရှည်တယ်လို့ပြောအဲ့ဒါလည်းမယုံမရှိလေနဲ့ကိုယ်အနီးနားမှာရှိတဲ့သရဝါလေးတွေဟာတက်တန်းတူကြတယ်မဟုတ်လားကြောင်းလေးတွေခွေးလေးတွေရဲ့အသက်ဘာမှမရှိဘူးရှင်လေးတွေသရဝါလေးတွေရဲ့အသက်ဟာလည်းအလွန်တူတောင်းတယ်အဲ့ဒါလိုပဲနတ်တွေရဲ့အသက်နဲ့ရှာရင်လူအသက်ဟာအမှန်တမ်းတူတောင်းတယ်ဘာကြောင့်တူတာတုံးလို့မေးလိုက်လို့ရှင်လူတွေလှုပ်တဲ့ဒါနသီလတဲ့နတ်တွေနတ်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်လှုပ်တဲ့ဒါနသီလကပို့ပြီးတော့လွန်လွန်ကဲကဲလှုပ်ခဲ့တာဖြစ်လို့သူဆိုတယ်နော်ဒါကြောင့်မလို့ဒါနကောင်းမှုသီလကောင်းမှုဆိုတဲ့ကုသိုလ်တရားတွေဟာအတ္တမအာကိုယုံကြည်တဲ့တရားတွေဖြစ်တယ်အခုလိုသံဃာဘတ္တဆိုတဲ့သံဃာတော်များဆွမ်းစားရာသို့မဟုတ်သံဃာတွေအားဆွမ်းကပ်လှူရာဌာနအဆောက်အဦကြီးကိုတင်းတော့တင်းတယ်လုံးလုံးချုံချုံလှပဆောက်တီဆောက်ပြီးတော့သံဃာတော်များဆွမ်းစားတဲ့အခါမှာချမ်းချမ်းသာသာဖုံးပြီးသုံးဆောင်နေရန်ဇဝဲကလထိုင်တက်တာတဲ့အနေထားမျိုးတွေအသုံးဆွဲပစ္စည်းတွေနဲ့တကွဒီလိုလှူဒန်းရတဲ့ကုသိုလ်ဟာကိုယ့်အတွက်မှာတန်ဖိုးမရှိအလွန်တန်ဖိုးမဖြတ်နိုင်တော့လွန်ကြီးမားတဲ့ဝမ်းသာစရာကောင်းတဲ့ကုသိုလ်တစ်ခုတို့တွေလုပ်ရတယ်အဲ့တော့ဒါနကောင်းမှုလှုပ်တိုင်းဟာဝမ်းသာမှုကအရေးကြီးတယ်ပေါ့ဝမ်းသာနေမှုနဲ့အကျိုးကိုသိရှိမှုဆိုတဲ့ညာဏတံပယုတ်ဖြစ်ဖို့ရဲ့သောမနတဆိုတဲ့ဝမ်းသာကြည်နူးမှုရှိဖို့ရဲ့အဲ့ဒီနှစ်ခုကအကျိုးပေးတဲ့အခါမှာပို့ပြီးတော့ထက်မြက်တဲ့အကျိုးကျေးဇူးတွေကိုပေးနိုင်တယ်ဒါကြောင့်မို့ဝမ်းသာကြည်နူးရမယ်အကျိုးကျေးဇူးကိုသိရမယ်အဲ့ဒီလိုဝမ်းသာကြည်နူးမှုအကျိုးကျေးဇူးနဲ့တို့တွေဒီကနေ့လှူဒန်းလိုက်ရပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်ဖို့အရေးကြီးဆုံးပဲပေါ့လှူနေတဲ့အချိန်မှာလဲဝမ်းသာကြည်နူးတယ်နောက်ပြန်ပြီးတွေးတိုင်းလည်းပဲဒီအတွက်ပီတိဖြစ်နေရတယ်ဆိုလို့ရှိရင်တော့ဒါဟာအလွန်ကြီးမားတယ်အနာရဝိတ္ထေကြီးကစဉ်းစားကြည့်သူဟာကုသိုလ်ကောင်းမှုတွေမြောင်များစွာလုပ်ခဲ့တယ်နောက်ဆုံးမှာကုသိုလ်တွေထဲမှာသောတပန်ဖြစ်တာနော်သောတပန်ဆိုတာလဲသောတပတ္တိမက်ဆိုတာလဲကုသိုလ်ပဲလေလောက်ရတဲ့ကုသိုလ်တော့မဟုတ်ရလိုက်တဲ့ကုသိုလ်ပေါ့ဒါပေမဲ့လို့သူနတ်ပြည်ရောက်တဲ့အခါမှာ
သူကဝမ်းသာစရာကောင်းတယ်လို့ပြောတာဟာဇေရုံအကြောင်းကြီးကိုပဲပြောတယ်သူတော်တဲ့ဘာဖြစ်ရတာဝမ်းသာတယ်လို့မပြောဘူးနော်သူဝမ်းသာတယ်လို့ပြောတာဟာမြတ်စွာဘုရားကိုလာလျှောက်တာသူဘာနဲ့လျှောက်တုံးဆိုဣတံဟိတံစေတဝနံဣတိတံကနိတိဝိတံအာဝုထံဓမ္မရာဇေနပိတိသင်္သနနမမတဲ့မြတ်စွာဘုရားဣတိတံကနိတိဝိတံဆိုတာတန်ဃာတော်တွေအမြဲမပြတ်အသုံးပြုတယ်ဣဒံဟိတံစေတဝနံတန်ဃာတွေအမြဲမပြတ်နေထိုင်အသုံးပြုတယ်အာဝုထံဓမ္မရာဇေနတရားမင်းဖြစ်တယ်မူတဲ့မြတ်စွာဘုရားကိုယ်တိုင်သတင်းသုံးတယ်ဆိုတဲ့ဒီစေရုံအကြောင်းကြီးဟာပိဋိသင်္သနနမမသူ့အတွက်ပိဋိဖြစ်เสียအကောင်းဆုံးနေရာကြီးပါပဲလို့နတ်ပြည်ရောက်တော့လည်းပဲဒါကြီးကိုသူရှင်တဲ့ကပိဋိဖြစ်နေတယ်ဟောအဲ့ဒါလို့သာဝရကုသိုလ်လို့ခေါ်တဲ့ဒီလိုအဆောက်အဦလှူဒန်းထားတဲ့ကုသိုလ်ကောင်းမှုဟာရှေးရှေးအာယုံပြုလို့ရနိုင်တာဖြစ်သောကြောင့်မြတ်စွာဘုရားတေတံဒီဝါစရတောစသဒ္ဓပုံညာပဝတ္တိအမြဲတမ်းကုသိုလ်တိုးနိုင်တဲ့ကုသိုလ်မျိုးပဲလို့ဒီလိုဟောတယ်နော်အဆောက်အဦလူဟာအမြဲတမ်းအာယုပြုတိုင်းကုသိုလ်တိုးနိုင်တာဖြစ်သောကြောင့်နေရောညာရောနေတတိယရင်နေကုသိုလ်တိုးတယ်ညတတိယရင်ညကုသိုလ်တိုးတယ်လို့ဆိုကုသိုလ်တွေတိုးတဲ့အဆောက်အဦဒါနမျိုးတို့တွေလုံးလိုက်ရပြီကျောင်းတကာကျောင်းမတွေဟာမနေ့ဆိုရင်အာယုန်တက်ချိန်ဆိုရင်တို့ကျောင်းပေါ်တန်ဃာတွေဆုံးဖုံးမေးနေပြီအာယုန်ပြုလို့ရတယ်နေ့ချိန်ဆိုရင်တို့ဆောက်ထားတဲ့ဆွမ်းစားကျောင်းပေါ်မှာတန်ဃာတော်တွေဆုံးဖုံးမေးနေကြပြီလို့ဒီလိုအာယုန်ပြုပြီးကြည်နူးတဲ့စိတ်နဲ့အာယုန်ပြုလိုက်တယ်နေ့စဉ်နဲ့အများကုသိုလ်တွေတိုးနေပါပတ်စံနေအတိုးရအောင်တော့လှုပ်တတ်ကြတယ်မဟုတ်လားပတ်စံနေသူများစီချီးထားတာတော့ဗာအပ်ထားတာတော့တိုးရတယ်တိုးအောင်လုပ်တယ်လို့ပဲကုသိုလ်အတိုးရအောင်လည်းလုပ်ဖို့လိုတယ်ပေါ့ကုသိုလ်တွေတိုးချင်တော့အဲ့ဒါလိုအာယုပြုပြီးဝမ်းသာကျင့်တတ်မှုဖြစ်ရမယ်လို့ဆိုလိုတယ်ဒါကကုသိုလ်ရဲ့အကျိုးသို့တော့အရေးကြီးတာပါတော့ဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တိုင်းဟာစေရနာစိတ်နေသဘောထားမှန်မှန်ကန်ကန်နဲ့လှုပ်ဖို့လိုအပ်တယ်ရည်ရွယ်ချက်ကောင်းအောင်နဲ့လှုပ်ဖို့လိုအပ်တယ်ဆိုတာလေးကိုတော့တတိထားရအောင်ပဲပေါ့နော်ကိုလှုပ်တဲ့ဒါနကောင်းမှုသည်ဘာဖြစ်တဲ့လဲကိုလှုပ်တဲ့ဒါနကောင်းမှုသည်နိဗ္ဗာန်တိုင်အောင်ဥတည်ထားတဲ့ဒါနကောင်းမှုဖြစ်တဲ့နဲ့လောကတန်တရားမှာအကျိုးပေးမဲ့အကျိုးလေးကိုသာမျှော်ကိုးထားတာမဟုတ်ဘဲနဲ့နိဗ္ဗာန်တိုင်အောင်အကျိုးပြုတဲ့ဒါနမျိုးဖြစ်တဲ့နဲ့လှူတဲ့အခါမှာလည်းပဲတက္ကိသံဒါနဒေတိတလေးတစားလှူတယ်စိတ်တိကတ္တဝဒါနဒေတိပူဇော်လို့ချီးမြှောက်လို့တဲ့စိတ်တွေနဲ့လှူတယ်သဟတာဒါနဒေတိကိုယ်တိုင်ပါဝင်ပြီးတော့လှူတယ်အာဂမနဒိဋ္ဌိကောဒိဋ္ဌိတို့လုံးသမျှကုသိုလ်တွေဟာအလဟတမဖြစ်ဘူးဘယ်တော့မှပျောက်ပြက်သွားမှာမဟုတ်ဘူးလို့ဆိုတဲ့အမြင်နဲ့လှူတဲ့ဒါနမျိုးဖြစ်ရမယ်အနပဝိဒံဒိဋ္ဌိဆိုကိုယ်စီမမလို့စွန့်ပစ်တဲ့အလှမျိုးလည်းမဟုတ်စေရဘူးတမိုးရှိတဲ့ဟာကိုလှူဒန်းတယ်ဆိုတော့ဒီလိုမှန်ကန်တဲ့အနေအထားမျိုးနဲ့ဒါနကောင်းမှုကိုပြုလုပ်ကြအောင်မှာဖြစ်တယ်နောက်ဆုံးမှာပါရမီဒါနဖြစ်ဖို့လိုတယ်ပေါ့ပါရမီဒါနဆိုတာကိုယ့်ရဲ့အကျိုးကိုမမျှော်ဘူးအလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကိုပဲမျှော်တယ်အလှူခံပုဂ္ဂိုလ်တွေချမ်းသာကြပါစေဆိုပါစို့ဆွမ်းသားကြောင်းဆောက်တဲ့တန်ခါးပါဒဆွမ်းသားကြောင်းပေါ်မှာတန်ခါးတော်တွေဟာဒီအေးချမ်းစွာဆုံးဖုံးပေးနိုင်ကြပါစေတက်တာဆုံးဖုံးပေးနိုင်ကြပါစေဆုံးဖုံးပေးပြီးရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလေ့လာကျက်မှတ်နိုင်ကြပါစေတရားဓမ္မအထုတ်နိုင်ကြပါစေဆိုရင်ဒီရည်ရွယ်ချက်ကလေးထားပြီးတော့လှူလိုက်ပဲဆိုရင်တော့ဒါပါရမီဒါနဖြစ်သွားတယ်အမြတ်ဆုံးပဲအဲ့ဒါလိုဒါနဖြစ်ပြီးတဲ့အခါမှာပါရမီဒါနမျိုးဖြစ်ပြီးတဲ့အခါမှာကိုယ့်အတွက်ရည်စူးလိုက်တာတော့ဘာတော့ဒီဒါနအတွက်လောကီဥစ္စာတွေစီးစိမ်ချမ်းသာတွေခံစားဖို့မမျှော်လင့်ပါဘူးနိဗ္ဗာန်ချမ်းသာကိုပဲမျှော်လင့်ပါတယ်တန်တရားဝဆင်းရဲကြီးထဲမှာရှိနေသမျှကာလပတ်လုံးဘလောက်ပဲစီးစိမ်ဥစ္စာတွေပေါ်တနေ့ကျတော့စွန့်ကြရတယ်ခန္ဓာကိုယ်ကြီးရထားရင်ခန္ဓာဒုက္ခစီးစိမ်ဥစ္စာကအကာအကွယ်မပေးနိုင်ပါဘူးဒါကြောင့်မို့အကာအကွယ်ပေးနိုင်တာခန္ဓာကိုယ်ကြီးကိုမရစေတတ်တဲ့မတရားဖို့တရားနောက်ဆုံးမှာနိဗ္ဗာန်ကသာလဲလုံခြုံစိတ်ချရဆုံးဌာနဖြစ်တယ်လို့
စိတ်ထဲမှာဝမ်းသာကြည်နူးတတိထားပြီးတော့နိဗ္ဗာန်ကိုရည်စူးပြီးတော့လှူဒါန်းနိုင်ကြပါစေကုန်သတည်းရှိတဲ့ချရအောင်ရှိတဲ့ခွက်လေးကဲအလုံးလိုက်ဆိုမယ်ရှင်ဖေယရှင်ဖေယဖရာတပည့်တော်တို့သည် ဘုရားတပည့်တော်တို့သည် သာသနာတော်မြတ်ကြီးကို သာသနာတော်မြတ်ကြီးကို ပူဇော်သောအားဖြင့် ပူဇော်သောအဖြစ် ရှေးဥစွာ ရှင်ဥစွာ ပါမောက္ခချုပ် ဘာမကကျု ဆရာတော်ကြီးအား ဆရာတော်ကြီးအား သင်္ကန်းတပိတ် သင်္ကန်းတပိတ် ပရိက္ခရာ ပရိက္ခရာ ဆုံးလင်းစွာလှူဒန်းလျက် ဆုံးလင်းစွာလူရန်ရဲ့ ပုနောပ ကုနောပ တံပရာ တမ္ပရာ အဘိတေကမင်္ဂလာကို အဘိဓိကမင်္ဂလာကို ဆင်ရင်ချင်းပါ ဆင်ရင်ချင်းပါ ပြုလုပ်ကြပါကုန်၏ ပြုလုပ်ကြပါကုန်၏ သိမ္မ အိမ်မှာ ထတ်တော်မူကြသော ဘတ်တော်မူကြသော တန်ဃာတော် သံဃာတော် အရှင်မြတ်တို့အား ရှင်မြတ်တို့အား သင်္ကန်းအစရှိသော သင်္ကန်းအစရှိသော တတ္တဗဝုထု နတ္တဗဝတ္ထု အစုစုတို့ကို စုစုတို့ကို လောင်းလှူကြပါကုန်၏ ပေါင်းလူကြပါကုန်၏ ဝုထုငွေတို့မှ ဝတ္ထုငွေတို့မှ ဖြစ်ပေါ်လာသော ဖြစ်ပေါ်လာသော ပစ္စည်းလေးပါးကို ပစ္စည်းလေးပါးကို လှူဒန်းကြပါကုန်၏ လူရန်ကြပါကုန်၏ ဓမ္မသဟာယ ဓမ္မသမယ သာသနာစင်တာ သာသနာစင်တာ ကျောင်းတိုက်၌ ကျောင်းတိုင်း၌ သံဃာတော် သံဃာတော် အရှင်မြတ်များ ရှင်မြတ်များ ဆွမ်းဖုံးပေးရာ သံဃုံမိယာ သံဃပတ္တ သံဃပတ္တ ဆန်းစာကျောင်းဆောင်ကို သံသာကျောင်းတော်ကို ဆောက်လုပ်လှူဒန်းကြပါကုန်၏ ဆောက်လုပ်လူရန်ကြပါကုန်၏ သံဃာတော် သံဃာတော် အရှင်မြတ်တို့အား ရှင်မြတ်တို့အား ရှိစုလျက် ဤသူရဲ့ သာသနာတော်မြတ်ကြီးအား သာသနာတော်မြတ်ကြီးအား ပူဇော်လှူဒန်းကြပါကုန်၏ ပူဇော်လူရန်ကြပါကုန်၏ ဤကျောင်းဆောင်ပေါ် ဒီကျောင်းတော်ပေါ်၌ ၌အရှင်ဘုရားတို့ ရှင်ပြားတို့ ချမ်းသာစွာ ချမ်းသာစွာ နေ့စဉ်အာဟာရ နေစဉ်မှာ ဖုံးပေးတော်မူကြပါ ဘုန်းကြီးတော်ဘုရား အရှင်မြတ်တို့ဘုရားသံဃပတ္တ သံဃပတ္တ ဆန်းစာတော် သံဃာတော် ဆန်းစာကျောင်းတော် သံသာကျောင်းတော်ကို ရေစက်ချ ဒီလေချာ အလူမင်္ဂလာပွဲသို့ လူမင်္ဂလာပွဲတို့ ကြွရောက်ချီးမြှောက်တော်မူကြသော ဘာယာရှင်တော်ဘုရားတော် သံဃာတော်ရှင်မြတ် ရှင်မြတ် အသီးသီးတို့အား ဒီဒီတို့အား ခွဲခြားဝေဖန်ထားသည့်အတိုင်း ခေချာဝိရဏာတိတိုင်း သင်္ကန်းအစရှိသော သင်္ကန်းစာရှိသော တတ္တဗဝတ္ထု နတ္တဗဝတ္ထု အစုစုတို့ဖြင့် စုစုတို့ဖြင့် ပူဇော်ပါကုန်၏ ပူဇော်ပါကုန် ဝတ္ထုငွေတို့မှ ဝတ္ထုငွေတို့မှာ ဖြစ်ပေါ်လာသော ဖြစ်ပေါ်လာသော ပစ္စည်းလေးပါးဖြင့် ပစ္စည်းလေးပါဖြင့် ပူဇော်ကြပါကုန်၏ ပူဇော်ကြပါကုန်၏ တရားဓမ္မကို တရားဓမ္မကို ဝတ္ထုငွေတို့မှ ဝတ္ထုငွေတို့မှာ ဖြစ်ပေါ်လာသော ဖြစ်ပေါ်လာသော ပစ္စည်းလေးပါးဖြင့် ပစ္စည်းလေးပါဖြင့် ပူဇော်ကြပါကုန်၏ သာသနာ့နွယ်ဝင်သီလရှင်ဆရာတို့အား ဒီရရှင်ဆရာတို့အား တတ္တဗဝတ္ထု တတ္တဗဝတ္ထု စုစုတို့ကို စုစုတို့ကို လူရညပါကုန်၏ ရန်ကြပါကုန်၏ ဖိတ်ကြားထားအပ်သော ပိယတာသော အပရိသအပေါင်း အပရိသပေါင်း သူတော်ကောင်းတို့အား သူတော်ကောင်းတို့အား ကျွေးမွေးအခမ်းကြပါကုန်၏ ကျွေးမွေးခံကြပါကုန် ယ ၏ နေ့ယခု ဒီနေ့ယခု အာထုတ်ပြုလို့ရသော အားထုတ်ပြုလို့ရသော တော်မြတ်ရင်ဤ85နှစ်ပြည့်မွေးနေ့အမှတ်တရကုသိုလ်ကောင်းမှုသည်သက်ရှိချမ်းသာစိတ်ချမ်းသာ၍လိုရာဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာ မင်္ဂလာ ဖြစ်ပါစေသာအရှင်ဖေယဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုခြေဆုရှင်ဖခင်ကြီးဦးကျမ်းအားကုသိုလ်အမြတ်ဝေငှပါကုန်၏အဖို့အဖွာ
ဆရာသမားတို့အားကုသိုလ်အမြတ် ကုသိုလ်အမြတ် ဝေငှပါကုန်၏အာဂုံဤ တပည့်တော်များ ဤတော်မြတ် စီပွားရှားရာ စီဝါရှာယ အင်္ဂေဟာတို့နှင့် ဣတိယတို့နှင့် ပိုင်ဆိုင်ရာ ပိုင်ဆိုင်ရာ လုပ်ငန်းဌာနတို့၌ရှိကြကုန်သော ရှိကြကုန်သော နတ်အပေါင်းတို့အားအမြအမြဝေငှပါကုန်၏ကုသိုလ်ပြုရာဓမ္မသဟာယသာသနာစင်တာဧရိယာ၌ရှိကြကုန်သောနတ်အပေါင်းတို့အားအမြအမြဝေငှပါကုန်၏30ဘုံရှင်ဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖြာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း အာလုံးကြာကြာသမျှ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 ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှ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 ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှ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 ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုသူတော်ကောင်းပေါင်းတို့ခင်ဗျာယနေ့ခန္ဓာများကိုဗုဒ္ဓသာသနာစိရန်တိတ်တုသုံးကြိမ်ရွတ်ဆိုဆုတောင်းပြီးအောင်မြင်စွာပြည့်မြောက်ကြရန်ဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိ